နေပြီးတော့မြန်မာနိုင်ငံကိုပြန်သွားတဲ့ကျွန်တော်တို့အလုပ်သမားအမျိုးတွေပေါ့နော်ကျွန်တော်တို့ပြန်သွားကြတယ်စာအုပ်နေ PJ တွေပဲပေါ့နော်ကျွန်တော်တို့ရှိထားကြတယ် PJ ပဲဖြစ်ပေါ့နော်သူတို့တွေကဗီဇာလည်းကုန်သွားပြီအားလုံးကထိုင်းနိုင်ငံကိုကျွန်တော်အလုပ်ဗီဇာတွေပေါ့နော်အကုန်လုံးကတက်တန်းကုန်သွားပြီပေါ့နော်တုံကြီးထုသွားတာပဲဖြစ်မထုသွားတာပဲဖြစ်ဘလို့အကြောင်းပဲဖြစ်ပေါ့ဒါပေမဲ့သူတို့တွေကစာအုပ်တွေမှာတက်တန်းတွေရှိနေကြတယ်စာအုပ်ရဲ့တက်တန်းရှိနေတယ်ဆိုတဲ့အခါကျတော့ဒီစာအုပ်တက်တန်းကိုကျွန်တော်ဘာဝီစာမှကျွန်တော်သုံးကြမလို့ပဲနဲ့စာအုပ်ရဲ့တက်တန်းရှိုံနဲ့ဒီစာအုပ်အဟောင်းနဲ့ပဲထိုင်းနိုင်ငံကိုကျွန်တော်တို့14ရက်ဗီဇာနဲ့ဝင်လာလို့ရတယ်အဓိကကတော့ဒီမှာကိုတက်ပုံမှန်ရှိတဲ့ကိုယ့်ရဲ့ date တွေပေါ့နော်တေးသေးချာပြန်ကြည့်ရတယ်ဗျာနော်ဒီ date တွေထဲမှာဆိုရင်နှစ်ကဘယ်တော့ကုန်ပါလဲဆိုတော့စာအုပ်ရဲ့တက်တန်းရှိနေသေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထိုင်းနိုင်ငံကို14ရက်နဲ့ကျွန်တော်တို့ထိုင်းနိုင်ငံဝင်လာလို့ရနေပါသေးတယ်လေရင်လက်မှတ်နဲ့တေးသေးချာလုပ်ပြီးတော့ဝင်လာခဲ့လို့ရတယ်ဟုတ်ပြီနော်တချို့တွေကမသိကြဘူးစာအုပ်တွေရှိနေတဲ့အသားနဲ့ချို့တွေဆိုလို့ရှိရင်လည်းကျွန်တော်မတရားလမ်းနဲ့ဝင်လာကြတယ်ခိုလာတယ်အဲ့လိုမျိုးပေါ့ပုံစံမျိုးဝင်နေကြတယ်တကယ်တမ်းကျတော့ထိုင်းနိုင်ငံကိုဒီစာအုပ်အဟောင်းတွေရှိတယ်တက်တန်းရှိတယ်ဆိုရင်တရားဝင်လမ်းကြောင်းနဲ့လေရင်စီးပြီးတော့မှဝင်လာလို့ရတယ်ဆိုတာရောသိပြီလားမသိသေးဘူးဆိုရင်ပြန်လဲမျှဝေပေးခြင်းအဖြစ်ချင်းသိပေးလိုက်ကြပါဦးအားလုံးပဲမင်္ဂလာပါဗျ